ဒီနေ့မင်းပြောပြပေးမှာတော့ကွာအတန်းသွားရင်နှက်ပြီးတက်တဲ့အခါမှာအတောင်ဖြောက်တဲ့စပယ်လေးပျောက်နေရကိုကွာပျောက်နေတဲ့လူတွေတော့ဖြစ်ပါတယ်ပရမသသာတော့မင်းလည်းပျောက်ပါတယ်နေရကွာတအားရိုးရှင်းတယ်ကွာဒါပေမဲ့ပျောက်နေတကယ်ကွာအဲ့နေရအရှိတဲ့သွားနေရောက်တယ်ကွာမင်းတို့ဘယ်လိုပြောမလဲနှစ်ထပ်အတန်းမှာလေနှစ်ထပ်တက်လို့ရနေရတခုရှိရကွာမရှဲနေရလားအဲ့နေရသွားတဲ့နေရရဲ့အောက်တက်တယ်မှာပျောက်တော့ကွာဘယ်လိုပြောသူဖျောက်ထားသလိုမျိုးမြူတွေနဲ့ဖျောက်ထားသလိုမျိုးဖြစ်တဲ့ပုံစံမျိုးပေါ့ကွာအဲ့မှာအဲ့အောက်တက်တဲ့သွားလိုက်ရင်အဲ့အောက်တက်တဲ့မှာပဲကွာတကယ်ကဘယ်လိုမြူတွေဖုံးတဲ့ပုံစံမျိုးနဲ့ဖျောက်ထားအဲ့နေရအဲ့ခါကျတော့မင်းကမတွေးခဲ့ဘူးပရမတခါသွားဒီတခါတော့တွေးခဲ့ပါပြီဒီမှာကိုသူကအတောင်ကမင်းဝယ်လိုက်တာနှစ်ခါတော့ဝယ်လိုက်တယ်ဗျဗီဒီယိုမပြခင်တော့တစ်ခါဝယ်လိုက်တယ်အခုဗီဒီယိုနဲ့တစ်ခါနှစ်ခါဝယ်ရကွာအတန်းကန်တဲ့9တိုင်းနဲ့ဟိုမှတက်လာအရက်ပူလာရက်ရှည်တာစပယ်ကွာကိုရိုးဆိုင်မှာဝယ်မယ်ဆိုရင်10တိုင်းကွာဒီမှာ10တိုင်းတန်တယ်နော်ဒီမှာလာဝယ်လို့လည်းရဒါပေမဲ့တည်ရတာတော့တော်တော်လှုပ်ရှုပ်တာပေါ့ကွာတည်ရမယ်ဇလန်းကြည့်လိုက်ပါကြည့်လိုက်ညာကြည့်လိုက်နဲ့ပြောချင်တာတော့ဒါပါပဲကျေးဇူးများတင်ပါတယ်